Okay အားလုံးပဲမင်္ဂလာပါ The Mist ကနေကြိုးဆိုပါရစေ Disney Princess တွေဆိုတာ Fairy Tale လောကရဲ့ပြရုပ်တစ်ခုအနေနဲ့ရှိနေပါတယ်ဒါပေမဲ့အဲ့ဒီဇာတ်လမ်းတွေအားလုံးနှိပါကသူတို့ကိုယ်တိုင်ရေးထားတာမဟုတ်ပါဘူးဟိုးအရင်အချိန်တွေတည်းကရှိခဲ့တဲ့ပုံမြင်တွေဒဏ္ဍာရီတွေကိုပြန်ပြင်ပြီးမူပိုင်လုပ်ထားတာဖြစ်ပါတယ် Disney ဖန်တီးလိုက်သမျှမင်းသမီးလေးဇာတ်လမ်းတွေအားလုံးမှာ Happy Ending ရှိပေမဲ့တကယ်မူရင်းဇာတ်လမ်းတွေကတော့တော်တော်ကြီးကွဲပြားပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်က Disney Princess တွေရဲ့မူလပုံမြင်ဒါမှမဟုတ်မူလဇာတ်လမ်းတွေကိုမိတ်ဆက်ပေးပါမယ်။မူရင်းဆိုပေမဲ့လည်းခေတ်ကာလတွေကြာနေပြီဖြစ်တဲ့ဒီဇာတ်လမ်းတွေမှာမူကွဲတွေအများကြီးရှိလို့တချို့သိထားတဲ့ဇာတ်လမ်းတွေနဲ့ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။ပထမဆုံးအနေနဲ့နာမည်အကြီးဆုံး Cinderella နဲ့စလိုက်ပါမယ်။ Cinderella ကမူရင်းပုံမြင်တဲ့ Disney Animated Version မှာဇာတ်လမ်းကြော်ယူတူပါတယ်။ဒါပေမဲ့မူလဇာတ်မြစ်ဇာတ်လမ်းစစ်ကနေ Disney ပယ်ပစ်လိုက်တဲ့အကြောင်းအရာတွေတော့ရှိနေပါတယ်။မူရင်း version မှာအကြီးတန်းညီမနှစ်ယောက်က Cinderella ရဲ့ဖနက်နဲ့တော်အောင်သူတို့ခြေထောက်တွေကိုဖျက်ပစ်ခဲ့ပါတယ်။တစ်ယောက်ကရှေ့ခြေချောင်းတွေကိုခုတ်ဖြတ်ခဲ့ပြီးနောက်တစ်ယောက်ကခြေဖနှောင်းကိုဓာတ်နဲ့လှီးထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတော်ဝင်မင်းသားလေးက Cinderella နဲ့ပဲပူဇော်ပါခဲ့ပါတယ်။ကျင်နာတတ်တဲ့ Cinderella ကသူ့အမနှစ်ယောက်ကိုမင်္ဂလာဆောင်ကိုဖိတ်ခဲ့ပါတယ်။ဒါပေမဲ့လည်း Cinderella ရဲ့တငယ်ချင်းတွေဖြစ်တဲ့ငှက်လေးတွေကတော့မကျင်နာတတ်ပဲညီမနှစ်ယောက်ကိုတွေ့တာနဲ့မျက်လုံးတွေကန်းတဲ့အထိနှုတ်သီးနဲ့ဖောက်ထုတ်ပစ်ခဲ့ကြပါတယ်။တော်တော်လေး dark တဲ့ဇာတ်လမ်းသွားမှုခလေးတွေကိုရှိရတဲ့ Disney ကပယ်ပစ်လိုက်တာဖြစ်ပါတယ်။ပယ်လဲပယ်သင့်ပါတယ်။ဒုတိယအနေနဲ့ Snow White အကြောင်းပြောပါမယ်။ Snow White ကတော့ origin နဲ့လုံးဝကိုမတူတာတွေရှိပါတယ်။ Disney version မှာလူပုလေး9ယောက်က Snow White အပေါ်အယံကျင်လာကြပါတယ်။ဒါပေမဲ့တကယ်ပုံမြင်ထဲမှာတော့သူတို့က Snow White ကိုလိန်ကျွန်တယောက်လိုသဘောထားပြီးပေါင်းသင်းဆက်ဆံကြတာဖြစ်ပါတယ်။ Snow White ခမရလဲဘယေမကြီးရဲ့ရှံကိုကြောက်လို့လူပုတွေရဲ့အိမ်မှာမဖြစ်မနေခိုးကပ်နေခဲ့ရပါတယ်။ပြောရရင်မူရင်းဇာတ်လမ်းကအယံကိုဆက်နာထားတာပါဒါပေမဲ့လည်းတနေ့မှာတိုင်းပြည်တစ်ခုကမင်းသားလေးတစ်ပါးကခရီးထွက်ရင် Snow White နဲ့ဆုံခဲ့ပါတယ်မင်းသားလေးက Snow White ကိုသူ့နဲ့တပါးတဲ့အပြီးခေါ်သွားပါတယ်နောက်ထပ်ပယ်ထားတဲ့အချက်တွေလည်းရှိပါသေးတယ် Snow White ရဲ့မင်္ဂလာဆောင်ကို Evil Queen ကလက်ချောင်းကြည့်ပါတယ်မင်းသားကတိသွားတဲ့အတွက်ဖမ်းပြီးတော့တန်ဖက်နှက်ကိုအပူပေးပြီးဝစ်ခိုင်းပါတယ်ခုံဆွဖြစ်နေတဲ့ဘရင်မကိုမင်္ဂလာပွဲအလယ်မှာမတိမချင်းကာခိုင်းပြီးသူ့ရဲ့ကျင်ရတော့အတွက်လက်စားချေခဲ့ပါတယ်တချို့လူတွေအတွက်အားရစရာကောင်းပေမဲ့ Disney အနေနဲ့ကတော့ဒီလိုဇာတ်လမ်းတွေကိုမဖြစ်မနေပြောင်းလဲပြဖို့လိုတာကြောင့်ကျွန်တော်တို့အားလုံးရှင်းနေတဲ့ Snow White ဇာတ်လမ်းဖြစ်လာပါတယ်။ The Little Mermaid ရဲ့မူရင်းဇာတ်လမ်းကလည်းတော်တော်ကြီးကိုဆက်နာပါတယ်။ Disney ရဲ့ story ထဲမှာ Happy Ending ဖြစ်သွားပေမဲ့လည်းမူရင်းပုံမြင်ထဲမှာတော့ Ariel အတွက်တော်တော်ရှင်းနာစရာဖြစ်ခဲ့ပါတယ်။ Ariel ကမင်းသားလေးတစ်ပါးကိုချင်းပြီးလို့ရေသူမဘွားကနေလူသားကိုအဖြစ်ပြောင်းလဲခဲ့ပါတယ်။ရေရက်တွေကနေလူခြေထောက်ကိုပြောင်းလဲတဲ့အခိုက်အတန့်ကအယံနာကျင်ရပါတယ်။ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးအရေခွန်းတွေကွဲထွက်သွားတဲ့ခံစားချက်ကိုမြင်အောင်ကြည့်လိုက်ပါ Disney မှာတော့ဒီကိစ္စကိုလွယ်လွယ်ကူကူပဲဖြစ်စေလိုက်ပါတယ် Ariel ကကုန်းပေါ်တက်လာခဲ့ပေမဲ့မင်းသားကသူ့ဘသူမှန်းတော့မသိခဲ့ပါဘူး Ariel ကသာမင်းသားကိုစူးစမ်းရှာနေပေမဲ့မင်းသားကတခြားအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ထားပြီးဖြစ်ပါတယ်အဲ့ဒါကို Ariel သိတော့ရင်ကွဲမတက်ခံစားခဲ့ရပါတယ် Ariel ကလူသားအဖြစ်နဲ့ပဲပိတ်မိနေခဲ့ပါတယ်အဲ့ဒါကိုမကြည့်ရတဲ့သူ့ရဲ့အမ6ယောက်ကပင်လယ်ဆုံးမကြီးစီမှာသူတို့ရဲ့သပင်ရှည်တွေကိုမှော်တမြောင်တစ်ချောင်းနဲ့တွားလဲခဲ့ပါတယ်။ Ariel ကအဲ့ဒီတမြောင်နဲ့သူချစ်ရတဲ့မင်းသားကိုထိုးတက်လိုက်မယ်ဆိုရင်ရေသူမဘွားကိုပြန်ရောက်လာမှာဖြစ်ပါတယ်။ဒါပေမဲ့အချစ်ကြီးတဲ့ Ariel ကတော့မတက်ရပဲသူ့ကိုယ်သူပဲဓာတ်နဲ့ထိုးလိုက်ပါတယ်။ Ariel ကပင်လယ်ရှင်မြုပ်တွေအဖြစ်ပြောင်းလဲသွားတဲ့အထိမင်းသားကတော့ Ariel အကြောင်းကိုလုံးဝမသိသွားခဲ့ပါဘူး။ပထမဘဝတစ်ခုလုံးရှင်းပြီးချစ်ဒုတိယအသက်ကိုပါပေးပြီးချစ်တဲ့ဇာတ်လမ်းတစ်ပုံမှာသူချစ်တဲ့သူကသူ့ကိုယ်တောင်သိမသွားတဲ့တစ်ဖက်သက်ဆန်ဆန်ကြီးဆက်သိမ်းသွားတာဖြစ်ပါတယ်။ Rapunzel ကလည်းမူရင်းပုံမြင်တဲ့ Disney version တော်တော်ကွဲပြားပါတယ်။ Disney ရဲ့ Rapunzel မှာဆိုရင်တော်ဝင်မင်းသမီးလေး Rapunzel ရဲ့သပင်ကနုပြိုခြင်းအစွမ်းရှိလို့ဆုံးမကခလေးကိုကိုလာတာဖြစ်ပါတယ်။မူရင်းဇာတ်လမ်းထဲမှာတော့လင်မယားနှစ်ယောက်ကဆုံးမကြီးရဲ့ဥယျာဉ်ထဲကတစ်တီးကိုစားခြင်းလို့အသီးကိုကျွေးရင်မွေးလာတဲ့ခလေးကိုပေးပါမယ်ဆိုပြီးအပေးအယူလုပ်ခဲ့ပါတယ်။ဒါပေမဲ့တကယ်မွေးလာတဲ့အခါမှာတော့မပေးလို့ဆုံးမကခိုးယူလာခဲ့တာဖြစ်ပါတယ်။အပြင်လောကနဲ့ဝေးကွာလှတဲ့တောအုပ်ထဲကမျှော်စင်မြင့်ကြီးမှာအဲ့ဒီကလေးကိုထားရခြင်းကတော့တူပါတယ်။မင်းသားတစ်ပါးကအဲ့ဒီတောထဲကဖြတ်သွားရင် Rapunzel ရဲ့တခြင်းတန်ကိုကြားလို့ဘယ်သူရှိမလဲဆိုပြီးမျှော်စင်ကိုစောင့်ကြည့်ပါတယ်။မကြခင်မှာပဲဆုံးမကြီးက Rapunzel ရဲ့သပင်ကိုခိုးပြီးမျှော်စင်ပေါ်တက်သွားပါတယ်။ညဘက်ရောက်တဲ့အခါမင်းသားကဆုံးမကြီးအတန်နဲ့ Rapunzel ကိုသပင်တွေချခိုင်းပြီးတက်သွားပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးကမြစ်တာမျှသွားပါတယ်။သူတို့နှစ်ယောက်ကညဘက်တွေမှာခိုးတွေ့ကြပါတယ်။ဒါကိုသိသွားတဲ့ဆုံးမကြီးက Rapunzel ရဲ့သပင်တွေကိုဖျက်ပစ်လိုက်ပါတယ်။ဆုံးမကြီးကမင်းသားလာတဲ့အချိန်အဲ့ဒီသပင်ကိုချပေးပြီးတဝက်လောက်ရောက်မှမင်းသားကိုပြစ်ချလိုက်ပါတယ်။မင်းသားကမျောစင်အောက်ကစူးကြုံတွေကြားထဲကျပြီးမျက်စိကန်းသွားပါတယ်။နှစ်တွေကြာတော့မှ Rapunzel ရဲ့တခြင်းဆိုတန်းကြောင့်ချစ်သူနှစ်ယောက်ပြန်ဆုံခဲ့ကြပါတယ်။ Rapunzel ရဲ့မျက်ရည်ကမင်းသားရဲ့မျက်လုံးတွေကိုပြန်ကုပေးနိုင်ခဲ့ပါတယ်။
ပြန်ဆောင်တဲ့အချိန်မှာ Rapunzel ကမင်းသားနဲ့ရတဲ့အမွှာကလေး2ယောက်ကိုမွေးထားပြီးဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်အနေနဲ့ Sleeping Beauty အကြောင်းကိုပြောပါမယ်။ Sleeping Beauty ဆိုတာကတော့မင်းသမီးလေး Aurora ဖြစ်ပါတယ်။ Live action ကမင်းသမီးထက် villain ဖြစ်တဲ့ Maleficent ကိုအဓိကထားပြီးရှိုက်ခဲ့ပါတယ်။ Disney ရဲ့ version မှာမင်းသမီးကစုံမရဲ့ကျိန်သားမိပြီးအိပ်ပျော်သွားပါတယ်။နဂါးလိုဖန်ဆင်းတဲ့စုံမကြီးလက်ထက်ကနေမင်းသား Philip ကကယ်ခဲ့ပါတယ်။အဲနောက်မှာအချစ်စစ်ရဲ့အနံလေးတစ်ပွင့်ကြောင့်ပြန်နိုးထလာပြီး Happy Ending လေးရသွားပါတယ်။ဒါပေမဲ့လည်းမူရင်းပုံမြင်မှာတော့ Sleeping Beauty ဟာဘာကြောင့်အိပ်ပျော်နေသလဲဆိုတဲ့အကြောင်းအရင်းကိုအတိအကျဖော်ပြမထားတာတွေ့ရပါတယ်။ဘယင်တစ်ပါးဟာတောထဲကဆွန့်ပစ်ထားတဲ့နေရာတစ်ခုမှာအိပ်ပျော်နေတဲ့မင်းသမီးတစ်ပါးကိုတွေ့တာကနေဇလန်းစားပါတယ်။ဘယင်ကကျိန်းစားပြေအောင်နမ်းမနေပဲအိပ်ပျော်ပြီးမလုံနိုင်တဲ့မင်းသမီးကို rape ခဲ့ပါတယ်။အဲနောက်မှာပဲမင်းသမီးကိုဒီတိုင်းပစ်ထားခဲ့ပြီးသူ့တိုင်းပြည်သူပြန်သွားပါတယ်။ဒါကြောင့်ပဲမင်းသမီးကကိုယ်ဝင်ရပြီး6လအကြာမှအိပ်ပျော်နေရင်းနဲ့ပဲအမွှာသားနဲ့သမီးကိုမွေးခဲ့ပါတယ်။ကလေးတွေမွေးလာတော့အနီးအနားက fairy တွေကလာပြီးစောင့်ရှောက်ပေးပါတယ်။တနေ့မှာကလေးကိုမင်းသမီးရဲ့အနာမှာတိတ်ထားတော့ကလေးကဗိုက်စာလို့သူ့အမေရဲ့လက်ကိုဆုပ်လိုက်ပါတယ်။အဲ့ဒီလက်မှာစူးတစ်ချောင်းရှိနေပြီးကလေးလေးဆုပ်လိုက်တာကြောင့်စူးကကျွတ်ထွက်သွားပါတယ်။ဒါကြောင့်ပဲ Sleeping Beauty ကနိုးထလာရတာပါ။သူကစူးကြောင်အိပ်ပျော်နေတယ်ဆိုတဲ့အချက်တစ်ခုပဲသိရပါတယ်။ဒီမှလည်းမပြီးသေးပါဘူး။ဘယင်ကသူ့ကလေးတွေကိုအိပ်ပျော်နေတဲ့ကောင်မလေးမွေးလိုက်တာသိတော့ Sleeping Beauty ကိုနန်းတော်ကိုခေါ်ယူလိုက်ပါတယ်။မိဖုရားမြောက်လိုက်ပေမဲ့သူ့ရဲ့ပထမမိန်းမကမနာလို့အမွှာလေး2ယောက်ကိုတပ်ပစ်လိုက်ပါတယ်။ဒီလောက်နဲ့လည်းမပြီးသေးပဲကလေးတွေကိုဟင်းချက်ပြီးဘယင်ကိုကြွေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဘယင်ကအချိန်မီတည်သွားပြီးသူ့မိန်းမကိုသေဒဏ်ပေးလိုက်ပါတယ်။မူရင်းဇာတ်လမ်းတွေကရှေးကြတဲ့အရေးအသားတွေပြီးတော်တော်လေးကြမ်းတမ်းပါတယ်။ Disney ကတော့ကလေးတွေအတွက်တင်တော့အောင်ညင်ညင်သာသာလေးပြောင်းလဲဖန်တီးထားတာမို့ကြည့်ရတာအဆင်ပြေပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ။ Marvel ရဲ့ထွက်ထားသမျှ animated movie 20ကျော် DC animated movie 90ကျော်လုံးကို The Mist Telegram မှာမြန်မာစာတန်းထိုးနဲ့တစုတစည်းတည်းလာကြည့်နိုင်ပါတယ်။မန်မာကြီးတွေကတသက်စာဖြစ်လို့တစ်ခါဝင်ထားရုံနဲ့အသစ်ထွက်မဲ့ကားတွေကိုပါဆက်ကြည့်နိုင်အောင်ပါပါ။ဒါအပြင် DC နဲ့ Marvel က animated series တွေအများကြီးနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ channel အဟောင်းတွေဝင်ထားပြီးရင်လည်း Justice League animated series channel အသစ်တစ်ခုရှိပါတယ်။ဘယ် channel မဆိုမန်မာဝင်ခြင်းနဲ့ဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram link နေပေးထားပါတယ်။ဒီနေ့ဖို့ adios